မင်းတို့ငငယ်လေးကအဲ့ဒီတမ်းမျိုးငါကိုယ်တိုင်ပေးခဲ့တာလေခုမှဘာဖြစ်လို့ယူထားပြီးလာမေးနေကြတာ ဟောတပည့်တော်တို့ကသိကျင်တာကြားပါပြီဖျားရဲ့ဟိုရှင်ဖျားကိုမမေးရလို့ပါအခုရှင်ဖျားကိုတပည့်တော်အရေးဆုံးကြီးလာမေးတာပါ အေးလေမင်းတို့ဒီလောက်တောက်သိကြည့်နေမှာတော့ပြောပြရမှာပေါ့မင်းကိုဝါတော်ထဲမှာတွေ့လို့ဘလုံးမင်းကိုတော့ထမ်းပင်နေကြားမှာလာပစ်ထားလို့ထမ်းသည်မင်းကိုတော့ကောက်ရိုးပုံတွေကြားမှာကောက်ရလို့ကောက်ရိုးလို့ပေးထားရှင်းနေမှာ တော်ကြီးရပါရှင်ဗျာအိမ်သာနားမှာများတွေ့လို့ရှိရင်ချီးလုံးလို့များပေးနေတာမသိ ဘာလို့လဲ ဘာဖြစ်ဘုံပြရဲ့သားတို့လေနမယ်လက်လာလေးပြောင်းပြီးပေးလို့မရဘူး နာမည်လှလာလေးပေးစေချင်တယ်ဟဟလားအေးဒါဆိုရင်ကာကြီးကနေအထိအဆုံးရအောင်ကျင့်နေတဲ့ကြရင်ပြောင်းပြီ ဘုံဘုံတပည့်တော်ဆွာပဲကြောက်ခိုင်းရပဲလား စာပဲကြည့်ရမှာဗောဟဲ့ဟောဟဲ့ကပ္ပယာကြီးလောင်းဗျာကာကြီးဗျာဒီကောင်သုံးကောင်ကိုတင်မုံကြီးစာပြန်ပေးလိုက်ဒီကောင်နေစာမရလို့တော့မင်းမထမင်းမစားဘူးပြပါဗျာဘာကြည့်နေလဲဘာကိုကြည့်နေကြပြောကပီးရရလေဟိုကောက်အထုပ်ထဲမှာပါလာတဲ့ဟာလေဟိုဘာကြီးပါလာနေလဲအဲ့ဒါပိုစိတ်ဝင်စားဖို့ကောင်းနေတာအဲ့အထုပ်ကမင်းတို့နဲ့မဆိုင်ဘူးစာတင်ရမှာကမင်းတို့လို့နော်ငါထင်မင်းမစားရင်တော့မင်းတို့နဲ့ငါတွေ့ပဲနော်ဟဲ့စာတင်မလားဟဲ့စာတင်မယ်တော့ဒါကြီးဒါပါလေထိတ်တော့ဒီဟာထိတ်တော့ဟိုကာကြီးမှန်တယ်ကာကြီးမှန်တယ်ကာကြီးပြီးတော့ဒါဟဲ့ဒီဟာကာသေးဘာကာသေးလဲဟဲ့လားခါကွင်းဟာလေဒါအကြည့်ပြီးတော့သိတာပါဗောဗျာငါပြောတော့ပြောနော်ကိုထင်တာရှောက်ပြောနေတာဒါပါခါကွင်းနော်တေချာမစိတ်ရှိဟဲ့ငါကြည့်နေရငါကြည့်ရိုးကြည့်ဒါပါလေဒါဒီဟာဘာကောကားငယ်တော်လေအဲ့ဒီကားငယ်ပြီးတော့ဒီဘက်ကကာကြီးတော်တယ်အေးကာကြီးပြီးတော့ခါလက်ပြောခါလက်ဆိုတော့ရှိလားခါလက်ဆိုတော့ရှိလားဩကပ္ပိယရတယ်ဗျာဟိုကလည်းအကြီးရှိတယ်ဗျာဟိုအသေးရှိတယ်ဗျာပြီးအလက်ရှိရမှာဗောဗျာမရှိဘူးအဲ့ဒါငါဘာလဲဒီအဲ့ဒါငါတေချာပါငါဘာလို့ငါဘာလဲငါဒီကြောက်လိုက်တာဟဲ့ရောကြည့်နေရောကြည့်ဒါပါလေအဲ့ဒါကျွန်တော်သိတယ်အဲ့ဒါခဏလေးစာလုံး ဘာစာလုံးလဲအဲ့ဒါစာလုံးဒီဘက်ကစာလုံးပြီးတော့ဒီဘက်ကဘာလဲဟမ်အဲ့ဒါစာလေးအဲ့ဒါစာအလေးမဟုတ်တေချာမှတ်တာနော်အဲ့ဒါပြီးတော့ဒီဘက်ကအဲ့ဒါဒီခဏလေးစာအပွဲ စာပွဲဘာလို့တပည့်နားလေဗျာတပည့်စာတင်တဲ့အနေနဲ့ရိုက်တာပဲဗျာပေါ့ဗျာမသိတော့ဘူးဗျာဒီကနိုင်တော့ပြန်လောက်တော့ပါတော့လည်းမပြောဘူးဗျာဟုတ်ပြီဟိုဘာလဲမသိဘူးငါတော်တော်စိတ်ဝင်လာတယ်တွားကြည့်ရအောင် စာတင်ပါလေမသိဘူးကိုလွေးခဏဒီမှာဟာဘာလဲမင်းတို့ဘာလဲဟုတ်တာဒီထဲကအင်ကြီးတွေကလေဟိုအဟောင်းနေလားလူများဝင်ပြီးလာနေတာငါဘလို့နေနေတာကွာဟိုတကယ်ဝင်ပြီးသားအဟောင်းနေကွာအဟောင်းနေဟိုဒီဟာတွေကဈေးကြီးလားဟမ်မကြည့်ပါဘူးကွာမင်းတို့ဝယ်မယ်ဆိုရင်မင်းတို့က10%ရှော့ပေးမယ် ဘလူေးကျွန်တော်တို့စာမတက်ဘူးဆိုပြီးတော့မညက်ချရတယ်နော်ဆယ်ရာခိုင်နှုန်းရှော့ရတာဘလို့လဲဘလို့ရှော့မှာဒါပြောပွင့်နေပြောမင်းက10%တောင်ရှော့ပေးထားတယ်ဒီကွာအဲ့ဒါဘလို့ရှော့တာလဲလို့